Premier League ပွဲစဉ်20ဘုံမောက်အာဆင်နယ်ပွဲကြိုသုံးသက်ချက်ကဲအားလုံးပဲပျော်ရွှင်ကြကောင်းတဲ့နှစ်သစ်လေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်ကျွန်တော်တို့ဒီတစ်ပတ်စနေနေ့ည12နာရီမှာဒီဘုံမောက်အိမ်ဝင်သွားပြီးတော့ရင်ဆိုင်ရမယ်ပေါ့နော်ဒါအေဗာတန်ကိုနိုင်ပြီးတဲ့နောက်ဒုတိယမြောက်ဝေးကွင်းနိုင်ပွဲဖြစ်လာလိမ့်မယ်ပေါ့ဗျာနော်ကဲဒီပွဲကိုကျွန်တော်သုံးသပ်ပေးရှင်နဲ့ဒီနေ့သင်းပြန်ဝင်ဆုံးစုပေါင်းဒီ18ပွဲတွေ့ထားတယ်အာဆင်နယ်က12ပွဲနိုင်ဘုံမောက်က3ပွဲနိုင်ပြီးတော့3ပွဲတည်ကြထတာကိုတွေ့ရတယ်ဘုံမောက်အနေနဲ့ပြီးခဲ့တဲ့နှစ်မှာကျွန်တော်အာဆင်နယ်ကိုနှစ်ကြော်လုံးဒုက္ခပေးခဲ့တယ်ပေါ့နော်ကျွန်တော်တို့အိမ်ကွင်းမှာ2-1နဲ့နိုင်တယ်ဘုံမောက်အိမ်ကွင်းမှာကျွန်တော်တို့ဒီ2-0နဲ့ရှုံးတယ်အဲ့ဘက်မှာဆိုလို့ရှိရင်ပထမပိုင်းမိနစ်30မှာကျွန်တော်တို့ရဲ့နောက်ခံကစားသမားဝီလီယမ်ဆာလီဘာကိုအနီးကပ်ပြထုတ်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့မိနစ်နှောင်းပိုင်းမိနစ်80ကျော်တွေမှာကျွန်တော်တို့ဒီ2ဂိုးပေးခဲ့ရတယ်ပေါ့နော်အဲ့ဒါယာတီအစပဲရှိသေးတာအဲ့တုန်းကကျွန်တော်တို့ဘုံမောက်ကိုယာတီစရှုံးခဲ့တယ်လို့ယာတီနောက်ပိုင်းမှာတွေ့ရတဲ့အချိန်မှာလည်းကျွန်တော်တို့ဒီ2-1နဲ့အိမ်ကွင်းမှာ1-2နဲ့ထပ်မှရှုံးခဲ့တယ်ပြီးခဲ့တဲ့နှစ်ကဘုံမောက်ကိုကျွန်တော်တို့နှစ်ကြော်လုံးအနိုင်ယူနိုင်ခဲ့ဘူးပေါ့နော်ပြိုင်ပွဲစုံစုစုပေါင်းဒီ18ပွဲမှာတော့ကျွန်တော်တို့တွေ12ပွဲအထိအနိုင်ရဘုံမောက်3ပွဲပဲနိုင်ပြီး3ပွဲတည်ကြထားတော့စုစုပေါင်းပြိုင်ပွဲစုံအပြည့်ရှုံးကြည့်မယ်ဆိုတော့အာဆင်နယ်ကဘုံမောက်နဲ့တူတိုင်းအသာရထားတယ်ပေါ့နော်မနစ်ကတနစ်ကလွယ်လို့ရှင်ပေါ့ကဲဒီနေ့သင်းရဲ့လက်ရှိဒီဆွမ်းဆောင်ရည်နဲ့ဒီကားရန်ဖုန်လေးတွေပေါ့နော်ကားရန်ဖုန်လေးနဲ့ဒီကားရန်တေဘယ်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ဘုံမောက်အနေနဲ့ကတော်တော်ဆူပါဗျာနော်ဘာလို့တော်တော်ဆိုးလဲဆိုလို့ရှိရင်ဒီသူပီးမီးယားလိဂ်မှာNottingham Forestကို2-0နဲ့နိုင်ခဲ့တဲ့နောက်ပေါ့နော်2-0နဲ့နိုင်ခဲ့တဲ့နောက်ဒီပီးမီးယားလိဂ်10ပွဲမှာသူတို့တွေတပွဲမှနိုင်ပွဲရမထားဘူး9ပွဲသေကြတယ်9ပွဲရှုံးထားတယ်ဒီတစ်ဖက်ကအာဆင်နယ်ကကြတော့ဒီဘီလာကိုရှုံးပြီးတော့ပီးမီးယားလိဂ်နောက်ဆုံး4ပွဲဆက်အနိုင်ရရှိထားတယ်ပေါ့ဗျာနော်လောလောဆယ်ကလည်းနှစ်သင်းကြားမှာဒီကွာဟချက်ကကြီးမားနေတဲ့အတွက်ကြောင့်မလို့အာဆင်နယ်အနေနဲ့အဝေးဝန်းဆိုပေမဲ့လည်းနိုင်ပွဲရယူဖို့ဟာဒါအင်တိုင်းအားတိုက်လှုပ်ဆောင်တဲ့ပွဲတော်ပွဲလို့လည်းပြောလို့ရမယ်ဗျဘုံမောက်အနေနဲ့လောဆယ်ကအဆင့်အဆင့်6မှာပေါ့နော်အဆင့်6မှာရမှတ်23မှတ်နဲ့အတန်းသင်းလုံးကအနည်းဆက်ဆုံး West Ham 14မှတ်နဲ့သာလို့ရှိရင်တော့သူ့အနေနဲ့6မှတ်တော့ကွာသေးတာပေါ့နော်6မှတ်တော့ကွာတယ်ဒါကြောင့်မလို့တေချာနီးရတွက်ကြည့်မယ်ဆိုလို့ရှိရင်6မှတ်ဆိုတာ3ပွဲပဲဗျာနော်3ပွဲပဲကိုမဆို3ပွဲဖြစ်တဲ့အတွက်ကြောင့်မတေချာနီးရပါမဆိုရင်ဒါဖြစ်သွားတယ်အဆင့်9မှာလား17မှာလားကျွန်တော်ခေါင်းတော့မသိဘူးเนาะကျွန်တော်မှားနေတယ်ဒါကြောင့်ဒီ Watson နဲ့9မှတ်ကွာတာတော့ကျွန်တော်သိတယ်အဲ့ဒါကြောင့်မလို့သူတို့အနေနဲ့ဒါအသေးတမက်လောက်ထီအောင်များသောအားဖြင့်ဒီအာဆင်နယ်စီကလိုချင်မှာပဲဘယ်လိုပဲဖြစ်ဒီအသေးတမက်လောက်လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ခံပြီးတော့ကန်လာနိုင်တဲ့ပွဲမျိုးလည်းသုံးသပ်လို့ရမယ်ဒါကြောင့်အာဆင်နယ်အနေနဲ့ဘုံမောက်ကအားနဲ့နေတိတိုင်ရလာတဲ့ဆုံးနေတိတိုင်အောင်ဒါပီးမီးယားလိဂ်ကဘာမှမဖြစ်သွားနိုင်တဲ့အတွက်တေချာလဲအောင်စူးစိုက်ဆိုတာနဲ့ကန်ဖို့တော့လိုအပ်တယ်ဗျာနော်ကျွန်တော်အာဆင်နယ်ကြည့်မှဆိုလို့ရှိရင်တော့အာဆင်နယ်ကဖက်ဖက်ကအပေါလက္ခဏာစောင်းနေရလေဗျာနော်ကျွန်တော်တို့ဒီဦးနိုင်အမ်ဘရီကိုချုံကျွေးဆက်ပြီးတော့အကျွေးပါထပ်ပြီးတင်ပေးလိုက်တယ်ပေါ့နော်ကျွန်တော်တို့4-1နဲ့နိုင်တယ်နောက်ထပ်ထူးခြားချက်ကပို့ပြီးတော့ဒီအချိုးပေါ်တကားလောင်းနေတာကတော့မန်စီးတီးကမင်းညာကကျွန်တော်တို့ Granit Xhaka ဦးဆောင်တဲ့ဆန်ဒါလန်ကိုဒီစီကြာလာတဲ့အတွက်ကြောင့်မလို့မန်စီးတီးနဲ့ကျွန်တော်တို့ကြာမှာကအားဖြင့်4မှတ်ကွာသွားပြီးကျွန်တော်တို့ဒီအက်စတွန်ဗီလာကိုလည်းရှောင်းမှတ်ဖြစ်လာတဲ့အတွက်ကြောင့်မလို့အာဆင်နယ်အနေနဲ့ဒီတစ်ပတ်ကတော်တော်လေးကိုပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်အစာပြိုးခြင်းလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်တစ်ဖက်ကဘုံမောက်အနေနဲ့ကလည်းဒီပို့ပြီးတော့အားနဲ့သွားစီခဲ့တယ်ပေါ့နော်ဒါကလည်းအာဆင်နယ်အတွက်နောက်ထပ်အားသာချက်တစ်ခုကန်တရားအဖြစ်မှတစ်ခုလို့ပြောလို့ရမယ်အဲ့ဒါဘာလို့လဲဆိုလို့စီမန်ညိုကမန်စီးတီးကိုပြောင်းတော့မယ်ကြာဒီနေ့ဝက်မှာအဲ့ဒါကြောင့်သူကဒီဒန် agreement ရသွားပြီးဒီစာရုပ်မှာလက်မှတ်ထိုးဖို့ပဲကျွန်တော်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာကျွန်တော်ကတော့မနက်ဖြန်ပွဲမှာတော့ထည့်ပြီးသုံးလိုက်မယ်လို့တော့မထင်မိဘူးပေါ့ကြာနော်အာဆင်နယ်အနေနဲ့ပို့ပြီးတော့ကောင်းတဲ့အခွင့်အရေးကိုလက်ထက်မှာပိုင်ဆိုင်ထားပြန်ပြီးကျွန်တော်တို့တွေသိလားဒီနှစ်ပြောရတာစိုးလေးတယ်ဆိုပေမဲ့လို့ကျွန်တော်အခုနောက်ပိုင်းကြည့်နေတာအာဆင်နယ်အပေါ်မှာထူးထူးခြားခြားအမှန်ဟုတ်တော့ဘု့ကန်တရားလေးလိုက်လာတယ်ဗျကျွန်တော်တို့ဒီရှေ့ဆုံးမကောင်းတဲ့ပွဲတွေမှာဆိုပူတန်သွင်းကြရမလို့ပြမလို့ OG နဲ့နိုင်ခဲ့တာမျိုး
အဲ့ဒါကန်တရားဗတ်လိုက်တယ်လို့လည်းပြောလို့ရမယ်တစ်ဖက်က OG ဆိုပေမဲ့လည်းကိုယ့်ဘက်က OG လို့တာပြောတာကိုကစားသမားတွေကကံမသူတို့ဂိုးပေါက်စီကိုကံမ OG ဖြစ်မှာလေဗျာနော်သူတို့ဂိုးပေါက်စီကိုကသမားတွေကဒတိုင်းနဲ့တိုက်နေတဲ့အတွက်ကြောင့်မလို့ OG လို့တာတကယ်တမ်းသုံးရတာပါတကယ်တမ်းရခဲ့တဲ့ OG တွေကသူ့ဘက်တောင်ဒီတိုင်းဆွဲပြီးသူ့နေရာမဟုတ်ဘူးလေဗျာနော်ကျွန်တော်တို့လည်းတိုက်စစ်စီနဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကန်တရားလို့လည်းပြောလို့ရမှာဖြစ်တယ်လို့နောက်ပြီးတော့ကျွန်တော်တို့ကစားသမားတွေစမ်းဆောင်ရေးလည်းပါတယ်ဆိုအောင်လည်းပြောလို့ရမယ်ဗျကဲဒီနေ့ဖြစ်နေပေါ်လာတဲ့လူစင်ကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်ကအိရှင်ဘုံမောက်မှာဆိုလို့ရှိရင်ကိုသမားနေမှာကတော့ပထဖိပွက်ထွက်လာမယ်နောက်တန်း၄ယောက်မှာကတော့စတူဖတ်ရဲ့စီနက်ဆန်ရဲ့ဂျိမ်းဟေးရဲ့ဒီဘက်ကဂျမီနဲ့ကွင်းလယ်၃ယောက်နေမှာကတော့စကော့ရဲ့ဒါဘာနီယာရဲ့ENF ရိုးမှာတော့ကလိုက်ဘတ်ဆော့မယ်ဒီညာဘက်မှာကတော့ဒေးဗစ်ဘရူးဆော့ပြီးတော့ဒီဘက်ဘက်မှာကတော့အီလီဂျူနီယာလူငယ်သားသမားလေးပဲထွက်မလားဒါမှမဟုတ်လို့ရှိရင်ဒီအီနာဦးနယ်ကိုအထောင်တက်ထားပြီးတော့အီဗန်နစ်ဆန်ကိုဘယ်တော့မှထည့်ဆော့မလားအဲ့နေရာကကျတော့သူ့မှာရွေးချယ်မယ်နေရာဆိုခံမှန်းခတ်တယ်ဗောနော်ဘယ်တော့မှနဲ့တိုက်စစ်ပိုင်းကျတော့တစ်ခါကျွန်တော်အာဆင်နယ်ကြည့်မယ်ဆိုလို့ရှိရင်ကိုသမားနယ်မှာကဒေးဗစ်ယာယာကျွန်တော်ဒီဘယ်ဘက်မှာဆိုတော့ဒီပွဲမှာစကယ်လီပဲထွက်လာမလားဗောနော်ပြီးခဲ့တဲ့ပွဲတော့ကတော့ဒီဟင်ကပီရဲ့ထွက်တာဆိုတော့ဟင်ကပီပဲထားလိုက်ပါမယ်နော်ဟင်ကပီရဲ့ဂိုးခန်းမှုနောက်ကတော့BG မကာဟီနဲ့နော်ဝီလီယမ်ဆာလီဘာညာတော့မှာဆိုလို့ရှိရင်ဂျူလီယန်ညာဘက်ခက်စစ်မှာဆိုလို့ဂျူလီယန်တင်ပါကိုလည်း3အောင်မှာကတော့ဒန်ဂရိုက်ကအောက်တဲ့ဒီနေ့ပွဲပြန်ပါလာဖို့ရှိရမနော်သူဒူးကောင်းရောင်ရမ်းတာဆိုတော့ပြုတ်မတိုင်းစိုးရင်ရတဲ့နေထားမျိုးမှာရှိမနေဘူးဒါမှမဟုတ်လို့ရှိရင်လည်းဘုံမောက်လိုပွဲမျိုးမှာဒန်ဂရိုက်မဆော့နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့မယ်ရီလုံးနဲ့ပွဲထွက်လာလို့ရပါတယ်ကိုလည်းမှာရွေးချယ်စရာရှိတယ်ဒန်ဂရိုက်တွေနဲ့အချိန်ဟိုအပိုင်းအဖြစ်လေမီနီပိုင်းအဖြစ်လေပါဝင်ကောင်းပါဝင်လာနိုင်တယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်မယ်ရီလုံးထည့်လိုက်မယ်ဇူဝီမန်ဒီအိုဒီကပ်ဒီဘယ်တောင်မှာဆိုလို့ရှိရင်လီယန်ထောဆာညာတောင်မှာဘူကောက်ဆာကနဲ့အထောင်တက်စုမှုမှာကတော့ကျွန်တော်ပီတာရောကပ်ပေါ်ထွက်လာပါဗျာနော်အာဆင်နယ်အနေနဲ့ကဒီဝဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီလီဗာပူးအိမ်ဝင်းအမရိမှာအခမ်းကစားရမယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ပွဲကလည်းမဖြစ်မနေအနိုင်ရဖို့လိုအပ်တယ်ဗျာနော်တစ်ဖက်ကကျွန်တော်တို့ရဲ့ပြိုင်ဘက်မန်စီးတီးကလည်းချက်စီးနဲ့ပွဲချက်ကလာတွေ့နေတဲ့အချိန်မှာနောက်ထပ်အခွင့်အရေးတစ်ခုလို့သတ်မှတ်လို့ရမယ်အာဆင်နယ်ရဲ့ဒီအဝေးဝင်ဆန်းဆောင်ရေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်9ပွဲကန်ထားမှာ9ပွဲနိုင်တယ်2ပွဲစီ2ပွဲရှုံးထားတယ်အစတွန်ဗီလာကို2-1နဲ့ရှုံးတယ်လီဗာပူးကို1-0နဲ့ရှုံးတယ်18မှတ်ရထားတယ်ဆိုတော့ဒါ18မှတ်ရထားတယ်ဝေးကွင်းဒီဇာတ်ရတည်မှုမှာတော့အာဆင်နယ်အဆင့်3မှာရှိတာပေါ့နော်ဒါကြောင့်မလို့တစ်ဖက်ကဘုံမောက်ရဲ့အိမ်ဝင်းဆန်းဆောင်ကြည့်မယ်ဆိုလို့ရှိရင်အိမ်ဝင်းဆန်းဆောင်ရဲ့ဘုံမောက်ကကိုပွဲကန်ထားမှာသူ့အနေနဲ့၄ပွဲနိုင်၄ပွဲတည်တပွဲပဲရှုံးထားတာเนาะအလဲလက်အသင်းလေးအသင်းနဲ့ပေါ့နော်ဒီအိမ်ဝင်းမှာ၄ပွဲနိုင်၄ပွဲတည်တပွဲပဲရှုံးနေဆိုတာကဒါအကောင်းတဲ့ဒေကိုပါတယ်လို့ကျွန်တော်တို့ပြောလို့ရမယ်အိမ်ဝင်းဆန်းဆောင်ရင်ကောင်းတယ်ပေါ့ဗျာเนาะဒါမှမဟုတ်လေသူအသေးက၄ပွဲထိအောင်ကြထားတယ်ပေါ့နော်သူကြထားတဲ့ဒီဝဲကတော့ကျွန်တော်ဒီဘန်လီကို1-1တည်ကြတယ်ဝက်ဆန်တူတူတည်ကြတယ်နျူကာဆယ်လိုအသင်းကိုဇီတည်ကြပြီးတော့ချက်စီလိုအသင်းကိုဇီတည်ကြတယ်တကယ်ကောင်းလာပါရဲ့ဆိုတဲ့အသင်းကြီးကိုတော့သူကအခန်းစစ်ပိတ်ပြီးတော့ဂုံးရှိတည်ရယူထားတာကိုတော့တတိထားစေခြင်းနဲ့ပေါ့ဗျာနော်ဘလိုပဲဖြစ်ဖြစ်ပါဒီစီမံညုံမပါတဲ့ဘုံမောက်အသင်းအနေနဲ့တကယ်တိုက်စစ်ကတော်တော်အင်အားရော့သွားနိုင်တဲ့အတွက်ကြောင့်မလို့အာဆင်နယ်အနေနဲ့တကယ်ဂီယူဆိုင်ပြီးအာယုံစူးဆိုင်မှုအပြည့်နဲ့ကံမယ်ဆိုလို့ရှိရင်ဒါအာဆင်နယ်ရဲ့နိုင်ပွဲကမခက်ခဲဘူးဆိုတာကိုပြောလို့ရမှာဗျာနော်ဒီပွဲကိုနိုင်အောင်ကန်ထားပြီးတော့ကျွန်တော်ဒီမန်စီးတီကိုထပ်ပြီးတော့ပရက်ရှာပေးလို့ရခု၄မှတ်กว่าတယ်ဒီပွဲကအစောပွဲကန်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ9မှတ်ထိအောင်ဖြတ်လို့ရတယ်ဗောနော်မန်စီးတီအနေနဲ့ဒီပရက်ရှာနဲ့နောက်ကကန်ရမှာဒါကြောင့်မလို့ကိုလက်ထဲမှာအခွင့်ရှိနေတဲ့အချိန်မှာအာဆင်နယ်အနေနဲ့လူများများလည်းပြန်လည်ပါဝင်လာပြီးရှေ့ဆွမ်းကလည်းပုံမှန်ရှေ့ဆွမ်းပြန်ရနေပြီပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီစီမံညုံမပါတဲ့ဘုံမောက်အသင်းပြီးတော့ဒီကြိုင်ပွဲဆုံးပြီးများလေး10ပွဲမှာတပွဲမှာအနိုင်ရရှိမှထားတဲ့ဘုံမောက်အသင်းစိတ်သက်ပိုင်းဆိုင်ရာမှာလည်းအနိုင်အသာစီးရနေတယ်လို့ဒီကျွန်တော်တို့ဒီကားရဖုန်းတွေမှာလည်းအသာစီးရနေတဲ့အတွက်ကြောင့်မလို့ဆက်လက်နိုင်ပွဲတစ်ပွဲကိုရှာတွေ့မယ်ဆိုတော့သုံးသပ်ရင်လည်းကျွန်တော်ရဲ့ဗီဒီယိုနားမရနာချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်မှပြန်ဆက်မှာဆိုလို့